အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ရှင်းလင်းတင်ပြသွားမယ့်6ရာလေးကတော့ web developer တွေအတွက်တကယ်ကိုမရှိမဖြစ်လိုအပ်တဲ့ GitHub အကြောင်းပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလောက်တောင်အရေးပါနေရလဲလက်တွေ့မှာရောအဆင့်ဆင့်ဘလို့အသုံးပြုကြလဲဆိုတာကိုအခုပဲအတူတူလေ့လာကြည့်လိုက်ရအောင် GitHub လိုမျိုး version control စနစ်တွေမပေါ်လာခင်ကအခြေအနေကိုပြန်စဉ်းစားကြည့်ရအောင်မမိကြသေးလားကိုရေးထားတဲ့ code တွေကိုမပြောက်ထွက်အောင်ဆိုပြီး project_final project_final_revised v2 ဆိုပြီး file name တွေအမျိုးမျိုးပြောင်းအထက်ကူးယူပြီးတင်ခဲ့ရတဲ့အခြေအနေပေါ့အဲ့ဒါတကယ်ကိုအိမ်မက်ဆိုးကြီးတစ်ခုပါပဲအခုပြထားတဲ့ပုံလေးကိုကြည့်လိုက်ရင် Git မပါဘဲအလုပ်တူတွဲလုပ်တဲ့အခါကြုံရတဲ့ပြဿနာကိုရှင်းရှင်းလင်းလင်းမြင်ရမှာပါဒီတဲ့ share folder တွေတုံးပြီး file တွေ share တဲ့အခါ developer တွေမာကြီးက code file တစ်ခုတည်းကိုပြိုင်တူဝင်ပြီးမြင်ဘာဖြစ်သွားမလဲအရင်ရေးကြတာတွေပျောက်ကုန်မယ် file တွေထပ်ဖွာမယ်စဉ်းစားတာကြည့်ပါတော့လုံးဝကိုကမောက်ကမတွေဖြစ်ကုန်မှာအသေးချပါပဲဆိုတော့ဒီနေ့အဓိကဆွေးနွေးသွားမယ့်အချက်တွေကတော့ code တွေကိုစီမံရတဲ့အိမ်မဆိုးကြီးကနေဘယ်လိုရုံးထွက်မလဲ Git နဲ့ GitHub ရဲ့ကွာခြားချက်တွေ developer တယောက်ရဲ့နေ့စဉ်လုပ်ငန်းစဉ်အဆင့်ဆင့် web developer တွေဘာကြောင့် GitHub ကိုသုံးဖို့လိုအပ်တယ်လဲဆိုတာနဲ့နောက်ဆုံးကိုယ်ပိုင် coding portfolio တခုဘယ်လိုတိစောက်မလဲဆိုတာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့ Git နဲ့ GitHub ဆိုတာဘာတွေလဲသူတို့ရဲ့အခြေခံကွာခြားချက်တွေကိုအရင်ဆုံးရှင်းလင်းကြည့်အောင်ဒီနှစ်ခုကနာမည်စင်တော့ခဏခဏမားတတ်ကြတယ်ပေါ့နော်တကယ်တမ်းက Git ဆိုတာကိုယ်ကွန်ပျူတာလေးမှာပဲ run ပြီး file ပြောင်းလဲတွေကိုစနစ်တကျမှတ်သားပေးတဲ့ version control system engine software တစ်ခုပါ GitHub ကကြတော့အဲ့ဒီ Git repository တွေကို online ပေါ်မှာတင်စီပြီးတခြားသူတွေနဲ့အတူတူပူးပေါင်းအလုပ်လုပ်နိုင်အောင်ဖန်တီးပေးထားတဲ့ cloud based platform တစ်ခုဖြစ်ပါတယ်လွယ်လွယ်ပြောရရင်တော့ software engineer တွေအတွက်တည်တံ့ထုတ်ထားတဲ့ Facebook Zero တောင်တင်စားလို့ရပါတယ်ဗျာဒီချက်ကိုပုံမြင်တာဝအောင် gain ဆော့တဲ့ဥပမာလေးနဲ့စဉ်းစားကြည့်ရအောင် Git ဆိုတာ gain ဆော့တဲ့အခါမှတ်ထားလို့ရတဲ့ save point အကြီးကြီးတွေရှိနေတယ်လို့မျိုးပါပဲကုတ်တီရင်းနေရင်အမှန်ရင်းတစ်ခုခုဖြစ်သွားခဲ့ရင်တောင်စိတ်ပူစရာမလိုတော့ဘူးလीအရင်မှတ်သားထားတဲ့အခြေအနေစီကိုအလွယ်တကူပြန်သွားလို့ရနေတာကိုတကယ့်ကိုမိုက်တဲ့စနစ်တစ်ခုပါပဲဟုတ်ပြီဒီသဘောတရားတွေကိုသိပြီဆိုတော့နောက်တစ်တိုင်းအနေနဲ့ developer တယောက်ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာ GitHub flow ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုလက်တွေ့အဆင့်ဆင့်ကြည့်လိုက်ကြရအောင် industry မှာစံသတ်မှတ်ထားတဲ့ GitHub flow ကအဓိကအဖြစ်အဆင့်၄ဆင့်ရှိပါတယ်အဲ့ဒါတွေကတော့ branch ခွဲမယ် comments တွေလုပ်မယ် pull request ဖွင့်မယ်ပြီးရင် merge ပြန်လုပ်မယ်ပေါ့နော်ဒီလုပ်ငန်းစဉ်ကမူရင်း project ကြီးကိုလုံးဝမထိခိုက်စေပဲကိုယ့်အထက်ကိုလွန်လွန်ချုံချုံရေးစားစမ်းသပ်နိုင်ဖို့ကူညီပေးပါတယ်အခုမြင်ရတဲ့အတိုင်းပဲ code အတစ်တွေရေးတော့မယ်ဆိုရင်မူရင်း main copy ကြီးကိုသွားမထိပဲဒီတန် feature branch တစ်ခုကိုအရင်ဆုံးခွဲထုတ်လိုက်ကြပါတယ်ဒီလိုလုပ်ချင်းအထင်ကိုလုံးမဲ့ပြင်ဆင်မှုတွေကို main တဲ့ပြန်မထည့်ခင်အချင်းအထိလွတ်လွတ်လပ်လပ်စိတ်ကြိုက်ပြင်ဆင်ရေးသားနိုင်မှာဖြစ်ပါတယ်အဲ့လိုကိုယ့်ရဲ့ဒီတက် branch လေးပေါ်မှာအလုပ်လုပ်နေတော့မှာ commits လို့ခေါ်တဲ့မှတ်တမ်းလေးတွေအဆင့်ဆင့်လုပ်သွားကြပါတယ်commit တစ်ခုစီဟာဘယ်ကိုလိုင်းတွေကိုအတစ်ထည့်လိုက်တယ်ဘာတွေတော့ပြင်လိုက်တယ်ဆိုတာကိုအတိအကျမှတ်သားပေးထားတဲ့ထူးခြားတဲ့ save point လေးတွေပဲဖြစ်ပါတယ်ကဲကိုတွေအကုန်ရေးပြီးလို့ main နဲ့ကိုပြန်ပေါင်းထည့်ရမယ်ဆိုပါစို့ timing match မလုပ်ခင်မှာ pull request လေးဖွင့်ပေးဖို့လိုပါတယ်ဒါအရန်ကိုအရေးကြီးတဲ့အဆင့်တစ်ခုပါဘာလို့လဲဆိုတော့တခြားအဖွဲ့ဝင်တွေကကိုရေးထားတဲ့ code တွေကိုတေချာပြန်စစ်ဆေးပြီးတကယ် live limit application အစစ်ထဲကိုအမှားအယွင်းတွေ bugs တွေပါမတော့အောင်ဒါစီးပေးနိုင်လို့ပါပဲဆိုတော့ဒီလုပ်ငန်းစဉ်ကိုကျွမ်းကျင်ဖို့ကခက်တဲ့ web development လောကမှာဘာကြောင့်မဖြစ်မနေလိုအပ်နေရတာလဲဆိုတော့ကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီ gain ကဏ္ဍကိုကြီးလိုက်ရင်ကိုသဘောပေါက်မှာပါကဘာတွေမှာ developer ပေါင်းတန်း300ကျော်ဟာ GitHub ကိုနေ့စဉ်အသုံးပြုနေကြပါတယ်ဒါ software တွေဖန်တီးဖို့နဲ့ open source project တွေမှာပူးပေါင်းလုပ်ဆောင်ဖို့အတွက်ငင်းစရာမလိုတဲ့ number 1ရွေးချက်မှုအကြီးဖြစ်နေပါပြီပြောရရင် GitHub က file တွေတင်ထားရုံတက်တက်မဟုတ်ဘူးရကိုယ်တမိုင်းကောင်းကိုအစအဆုံးချီရခံနိုင်တယ်အဖွဲ့တွေနဲ့အခြေဆက်မိမိအလုပ်လုပ်နိုင်တယ် project တွေကို club ပေါ်မှာလုံလုံချုံချုံ backup လုပ်ထားနိုင်တယ်ဒါပြင် GitHub Actions ကိုသုံးပြီးအလိုလျောက်လုပ်ငန်းစဉ်တွေဖန်တီးနိုင်တယ်လို့ GitHub Copilot လို့ AI အကူအညီတွေကိုလည်းရယူနိုင်သေးတယ်ပြီးတော့ကမ္ဘာတစ်ဝန်းက open source project အသစ်တွေကိုလည်းအလွယ်တကူရှာဖွေလေ့လာနိုင်ပါသေးတယ်နောက်ဆုံးအပိုင်းအနေနဲ့ဒီ platform ကြီးကိုသုံးခြင်းအပြင်ကိုယ့်ရဲ့ career တွေဘယ်လိုအခွင့်အလမ်းတွေရလာနိုင်လဲဆိုတာကိုကြည့်လိုက်ရအောင်တကယ်တော့ကိုယ့်ရဲ့ GitHub profile ဆိုတာအလုပ်ရှင်တွေအတွက်တကယ် live resume တစ်ခုပါပဲအလုပ်ခေါ်တဲ့အခါအလုပ်ရှင်တွေကဒီ developer တလောက်ခုရေးသားပုံဘယ်လောက်စနစ်ကြလဲတခြားသူတွေနဲ့ဘယ်လိုပူးပေါင်းလုပ်ဆောင်တတ်လဲဆိုတာကို public repositories တွေကနေတဆင့်ဝင်ရောက်အကြည့်ဖက်ကြပါတယ်ဒါကြောင့်မို့ဒါဟာတကယ်လက်တွေ့အကောင်းဆုံး portfolio တစ်ခုလို့ပြောလို့ရပါတယ်အထူးသဖြင့်အခုမှစတင်လေ့လာနေတဲ့သူတွေနဲ့ကျောင်းသားတွေအတွက်သတင်းကောင်းတစ်ခုရှိပါတယ် GitHub Student Developer Pack ကိုရှောက်ထားလိုက်ရုံနဲ့အခမဲ့အရင်းမြစ်တွေအများကြီးရနိုင်ပါတယ်ဥပမာ free domains ရဲ့ portfolio လွှင့်ပေါ်နေရတဲ့
ပြီးတော့ AWS လို့ Azure လို့နေရာတွေကနေ cloud credits တွေအလကားရနိုင်တာမို့တကယ် professional portfolio အမိုက်စားတစ်ခုကိုငွေတစ်ပြားမှမကုန်ပဲတည်ဆောက်နိုင်မှာဖြစ်ပါတယ်အခုဆိုရင်ဒီလိုစွမ်းပြီးွားတဲ့ GIS စနစ်ကြီးကခုတ်ဒီစီမံခန့်ခွဲရတဲ့အိမ်မက်ဆိုကြီးကိုအကုန်လုံးဖြည့်ရှင်းပေးလိုက်ပြီဆိုလားအားလုံးသဘောပေါက်လောက်ပါပြီကဘာတဝမ်းက developer တားမောင်းများစွာက web ရဲ့အနာဂတ်အတွက်ပူးပေါင်းဖန်တီးနေကြခြင်းမှာကိုယ့်အနေနဲ့ရောပထမဆုံးဘလို့အန်တော်စလာကောင်းတဲ့ project မျိုးကိုစတင်ဖန်တီးပြီး commit လုပ်တော်မလဲဆိုတာစဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီရှင်းလင်းတင်ပြချက်ကနေသစင်အားလုံးတို့အကျိုးရှိမဲ့ဗဟုသုတတွေရရှိတော်မယ်လို့ယုံကြည်ပါတယ်အတူတူလေးလာပေးကြတဲ့တော့ကျေးဇူးတင်ပါတယ်ဗျာ